ဝါလေးနေတယ်ခုံးကစကဝါလိုမျိုးအယောင်ဆိုရင်အတခံပိုကောင်းတာကိုတွေ့ရတတ်တယ်ဒီခုံးရဲ့အယောင်ကနီတယ်ပေါ့ဗျာပြားပဇွန်စီအယောင်လိုမျိုးအတခံကောင်းတတ်တယ်ဒီခုံးရဲ့အယောင်ဟာညူကြီးဖြစ်သွားပြီဆိုရင်အဲ့ဒီကြောက်ဟာအတခံပြဖို့ရခိုင်တော့အယမ်းများသွားပြီဆိုတော့တာမခံကြောက်ကိုကြည့်တဲ့အခါမှာဒီခုံးကိုကြည့်တဲ့အခါမှာငကိုဒီတိုင်းမြင်တဲ့အခါမှာညိုတယ်ဆိုရင်နည်းအညိုပဲတွေ့ရမှာငကိုဒီတိုင်းမြင်တဲ့ဆိုတာတွားပြီးမှဓာတ်မီးထောက်ပြီးမှမိဓာတ်မီးကလင်းခဲ့တဲ့အယောင်ကိုမမှတ်ရဘူးငကိုညိုနေအသားပြစ်ပြီဆိုတော့သူ့ရဲ့ကြောက်မျိုးကြောက်သားကြောက်စီမှာအခွန်ရဲ့အယောင်ဆိုရဲကြည့်တယ်ဒီခုံဟာအစီရှိရင်ကြောက်စီရှိတယ်ဒီခုံဟာနည်းနည်းခတ်ချောက်ဆိုရင်ကြောက်စီမရှိဘူးတာမခံကြောက်ကအဲ့လိုတွားရတယ်အဲ့တော့ဒီလိုတမခန်ကြောက်မျိုးစားမှာဒီခုံဆိုတဲ့အမျိုးဟာအကာတစ်မျိုးပဲကြောက်ကအကာပါရင်ကောင်းတယ်အမဲချိုးတွေမှာဆိုရင်အကာဖြူလေးကောင်းလေးအဲ့တော့ခန္တီကြောက်ဆိုရင်တမခန်ကြောက်မှာပါခဲ့တဲ့ခုံကာဟာခုံရစ်ကဘေးမှာအရင်နဲ့နေထားလေအရင်နဲ့နေတဲ့အခါကျတော့အဲ့ဒီခုံဟာတခြားအမဲချိုးကြောက်လိုမျိုးအပေါ်မှာရှိတဲ့ရမ်းကိုအဲ့ဒီခုံကမထိန်နိုင်ဘူးမထိန်နိုင်ဘူးမထိန်နိုင်တဲ့အခါကျတော့သူကအပေါ်မှာရမ်းကျန်းရင်ကျန်းတဲ့လောက်အထက်မှာကျန်းတတ်တယ်ရမ်းဆိုတာအချုံမုံရမ်းကိုပြောချင်တယ်အချုံမုံရမ်းကအပေါ်မှာကျန်းရင်ကျန်းတဲ့လောက်အထက်မှာသွားမယ်ဆိုတမခန်ကြောက်လို့မျိုးကိုခေါင်းတဲ့အခါမှာအချုံမုံရမ်းဟာမန်းဧရိယာကိုသွားတာမျိုးမှုံနေကောင်းတယ်ဘာကြောင့်လဲဆိုရင်ဒီခုံဟာအဲ့ဒီရမ်းကိုလုံးဝမထိန်ပေးဘူးအမဲကျုံးမှာတုံတန်ရမ်းချမ်းတဲ့ဥစ္စာအကာပါရင်အကာကာထားရင်အထဲမှာမန်တတ်ဖြစ်တတ်တယ်တမခန်ကြောက်မှမရအဲ့တော့ခုံလုံးနဲ့သူ့ကိုဆုံးဖြတ်တယ်ပြီးရင်ဒီအခွန်အယောင်ဒီလိုအခွန်အယောင်မှာကြောက်ကောင်းတို့ရဲ့ဇိတ်ဟာအခွန်အယောင်ကာလာဟာညီပြီးမှနေတယ်အခွန်အယောင်မညီဘဲနဲ့အခွန်အယောင်မှာဒီလိုမျိုးအဖြူကွက်လာပြီဆိုရင်အဲ့ဒါချွန်ရဲ့ဇိတ်ဆိုတော့တမခန်ကြောက်မှာဒီလိုအခွန်အဖြူကွက်သွားပြီဟေ့ဆိုရင်ချွန်ဖောက်နိုင်ချေရှိတယ်ချွန်ဖောက်ရင်ကြောက်ဘာဖြစ်သွားနိုင်တယ်လဲနည်းနည်းအနုဘက်ကိုလဲနိုင်တယ်